တင်းလုပ်ငန်းရဲ့ social media မှာရောင်းရမရှိရဝယ်သူမရှိရ follower လုံးဝမဆိုင်ပါဘူး business owner အများစုက reach တဲ့ follower တွေများမှသူတို့လုပ်ငန်းလူပိုသိမယ်လူပိုသိမှသူတို့လုပ်ငန်းပိုရောင်းရမယ်လို့ထင်ကြတာပါတကယ်ဒီ user တိုင်းတာဆိုလို့ရှိရင်လုပ်ငန်းတိုင်းကငွေရင်းပြီးတော့ follower တွေနောက် reach တွေနောက်ကိုပဲ like ကုန်ကြမှာပါဒါပေမဲ့မှန်ပါတယ် follower များပြီး reach တွေကောင်းပြီးရောင်းရတကယ်ရနေတဲ့လုပ်ငန်းတွေလည်းရှိတယ်လို့တစ်ဖက်မှာနာမည်သားကြီးရ social media နဲ့ customer လုံးဝမရတဲ့လုပ်ငန်းတွေလည်းရှိပါတယ်တကယ်မေးရမယ့်မေးခွန်းကဒါတွေကဘာကြောင့်ဖြစ်တာလဲဒီလိုမျိုးရောင်းရဖို့ဆိုရင်နောက်ပြီးတော့ social media နေပြီးတော့ customer တွေလာရောက်စုံစမ်းမှုဆိုလို့ရှိရင်တကယ်အရေးကြီးဆုံးလုံးဝမယ့်အရာတွေကဘာတွေဖြစ်မလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာအနှစ်ချုပ်ပြီးတော့ပြပြပေးသွားပါမယ်ပထမပိုင်းအနေနဲ့လူတိုင်းသိဖို့ထက်လူတစုသိဖို့ကိုပဲဦးစားပေးပါဒီနိုင်ငံမှာလုပ်ငန်းရှင်တွေအနေနဲ့က social media ပေါ်မှာ marketing လုပ်တဲ့အခါမှာ follower တွေ reach တွေနောက်ကိုပဲအသားပေးလိုက်ကြပြီးတကယ်အရေးပေးရမယ်ယုံကြည်မှုတည်ဆောက်ရမယ် branding လိုအပိုင်းတွေဈေးကွက်နေရယူတဲ့ brand positioning လိုအပိုင်းတွေကို view site ကမျိုးကျွန်တော်တွေ့ရတာမရှိပါဘူးတကယ်တော့ reach ဆိုတာကလူဘယ်နှယောက်စီမြင်လဲဆိုတော့ပြပေးတဲ့အရာတတ်ပါပဲဆိုတော့ကိုမေးခွန်းတစ်ခုမေးကြည့်ပါဒီမြင်တဲ့လူတွေကဘသူတွေလဲစက်နေရသည်ဒီ platform ပေါ်မှာအချိန်ကုန်နေတဲ့လူငယ်တွေလားရုံးစင်းလာပြီးတော့ social media ပုတ်နေတဲ့အလုပ်သမားတွေလားဒါမှမဟုတ် high ticket လုပ်ငန်းရှင်တွေလားသင်ဗီဒီယိုတစ်ပုဒ်က1 million reach ရောက်ခဲ့တယ်ဆိုပါလို့ဆိုတော့1 million reach ရောက်ခဲ့တဲ့လူတွေက target audience စီကိုရောက်သွားတာလားဒါမှမဟုတ်အပိုလူတွေစီကိုရောက်သွားတာလားtarget audience ကိုရောက်သွားတာဆိုရင်တော့တန်ပါတယ်ဒီဗီဒီယိုကနေခင်ဗျား brand ကိုမသိရင်တော့ခင်ဗျား product နဲ့ခင်ဗျား service ကိုတတိထားမိသွားမယ်နောက်ဆုံးခင်ဗျားဗီဒီယိုရဲ့ပေးတဲ့ message တခုကိုသူတို့ရသွားမယ်Okay မဟုတ်နေဘူးဆိုလို့ရှိရင်တော့ဒါအပိုလူတတ်ပါပဲဘာကြောင့်အပိုလူလို့ပြောလဲဆိုလို့ရှိရင်ဒီလူတွေကခင်ဗျားကိုလည်းစိတ်ဝင်စားတဲ့အပြင်ခင်ဗျားရဲ့ထုတ်ကုန်တဲ့ဝန်ဆောင်မှုတွေရဲ့ production customer လည်းဟုတ်မနေပါဘူးဒီတိုင်းခင်ဗျားတင်တဲ့ဗီဒီယိုကသူတို့အတွက်ပုံနေတဲ့အချိန်မှာ social media လေးပွတ်နေတော့ entertainment ဖြစ်သွားလို့ like လေး be follow လေးလုပ်ခဲ့ရုံတော့ပါပဲဆိုတော့တကယ်တရားခံသူတို့မဟုတ်ပါဘူးခင်ဗျားရဲ့ content တွေပါဒါကြောင့်လွန်ခဲ့တဲ့တစ်နှစ်က social media ပေါ်မှာ marketing နဲ့ပတ်သက်ပြီး sharing လုပ်တဲ့အခါမှာကျွန်တော် quality content တွေပဲဖန်တီးပါလို့ပြောခဲ့တာဖြစ်ပါတယ်ဆိုတော့သူများဖန်တီးထားတဲ့ content တွေ like ပြီးတင်တာမျိုးတွေ training အသားပေးတဲ့ content တွေကိုတင်တာက entertainment ဖြစ်လွန်းတဲ့အရာဖြစ်တာကြောင့်ရလာတဲ့ follower တွေ reach တွေရတယ်တင့်လုပ်ငန်းတွေကောင်းကျိုးလုံးဝမရှိပါဘူးဆိုတော့အချင်းချုပ်ကရောင်းရတကယ် passion နဲ့ဆိုလို့ရှိရင်လူတိုင်းသိဖို့ထက်ကိုယ့်ပစ္စည်းကိုတကယ်စိတ်ဝင်စားမယ်တကယ်လိုအပ်မဲ့လူစုကိုပဲပြတ်မှတ်ထားပါရှာဖွေပါနောက်ပြီးတော့ဒီလူစုစိတ်ဝင်စားမဲ့ content တွေသူတို့အကျိုးစီးစေမဲ့အရာတွေကိုပဲဖန်တီးပါနောက်ဆုံး message ကိုအနေနဲ့ဆိုလို့ရှိရင် video ကို million ရှိပေါက်ဖို့မကြိုးစားပါနဲ့လူစုမြင်ဖို့ကိုပဲကြိုးစားပါဒုတိယပိုင်းအနေနဲ့တက်လုပ်ငန်းကလူမန်နေစီကိုရောက်နေပြီဆိုရင်သူတို့ကိုတက်လုပ်ငန်းကိုပို့ပြီးစိတ်ဝင်စားလာအောင်ယုံကြည်လာအောင်လုပ်ဟောက်ပါပဲ market တဘောရဆိုလို့ရှိရင်ဒီအဆင့်ကို morpho middle of funnel လို့ခေါ်ပါတယ်လူတွေကတော့တင့်ကိုသိနေပြီဒါပေမဲ့စိမ့်နေရမရင်းနှီးနေသေးဘူး social media အရာပြောရမယ်ဆို engagement နည်းနေသေးတယ် comment တွေမရှိနေသေးဘူးသူတို့ကတင့်ကိုတတိထားမိယုံနေပဲရှိနေသေးတာပါဒီအဆင့်မှာလုပ်ငန်း95%တော့ကြာရှုံးကြတာကဘာကြောင့်ဖြစ်မဲ့ထင်လဲအဓိကကတော့ယုံကြည်မှုတည်ဆောက်ရတဲ့အပိုင်းမှာလိုအပ်နေလို့ပဲဖြစ်ပါတယ်ကမ္ဘာပေါ်ကလုပ်ငန်းတွေရဲ့80%က service လုပ်ငန်းတွေပါ service လုပ်ငန်းတွေရဲ့အဓိကသွေးကြောကယုံကြည်မှုဖြစ်ပါတယ်ဆိုတော့ဒီအဆင့်မှာသင်အနေနဲ့ target audience ကိုယုံကြည်လာနိုင်မဲ့ content တွေကိုဖန်တီးပြီးတော့မငင်းနိုင်တဲ့ offer တခုကိုဖန်တီးတတ်ဖို့လိုပါတယ်ဆိုတော့ offer ဆိုတဲ့နေရာမှာအများစုက discount ပေးတာ promotion ရှာတာလို့ပဲထင်ကြတာပါတကယ်တော့လုံးဝမဟုတ်ပါဘူး service ကောင်းတွေ product ကောင်းတွေကလူတိုင်းမှာရှိပါတယ်လုပ်ငန်းတိုင်းနှိပါမှာရှိပါတယ်ဒါပေမဲ့80%သောလုပ်ငန်းတွေကတကယ် offer အစစ်ကိုမတိဆောက်တတ်လို့ကြာရှုံးကြတာဖြစ်ပါတယ်အရန်ရှုပ်တဲ့ framework တွေကိုကျွန်တော်ဒီနေရာမှာမရှင်းပြပါဘူးလူပိန်းနားလေလွယ်ပြီးတကယ်အသုံးချလို့ရမယ့်ဟာ၃ချက်ကိုပဲကျွန်တော်ပြောပြပေးပါမယ်တကယ်မငင်းနိုင်တဲ့ offer ဆိုတာက customer ဘက်ကနေပြီးတော့ဒီဈေးနဲ့ဒီလိုအရာမျိုးကိုမှငါမယူရင်ငါတော့အယူပဲလို့တွေးစီနိုင်အောင်မယ်ကမ်းလှမ်းချက်မျိုးပါဆိုတော့ကိုယ့်ရဲ့ product service ကတကယ်ကောင်းနေပြီ customer ရဲ့လိုအပ်ချက်ကိုလည်းဖြည့်ဆည်းပေးနိုင်နေပြီဆိုရင်ဒီအချက်၃ချက်နဲ့ offer တစ်ခုတည်ဆောက်ဖို့လိုပါတယ်ဆိုတော့နံပါတ်1အနေနဲ့သူတို့တကယ်လိုချင်တဲ့ရလက်ကပါလဲသူတို့ရဲ့ drain outcome ကပါလဲ
သင် service ကသူတို့ရဲ့ပြဿနာကိုဘယ်လောက်ထိဖြေရှင်းနိုင်လဲဆိုတာကိုပြဖို့လိုတာပါဥပမာအခုကြည့်နေတဲ့လုပ်ငန်းရှင်တွေတကယ်လိုအပ်တာကလည်း reach တွေ follower တွေမဟုတ်ပါဘူးရောင်းအားတွေတက်ပြီးတော့လုပ်ငန်းကြီးထွားလာဖို့ပါဆိုတော့လက်ရှိဈေးကွက်ထဲမှာ marketing agency အများစုက reach တွေ follower တွေတက်မဲ့ content တွေကိုပဲ service ပေးနေကြပေမဲ့ကျွန်တော်တို့ agency ဆိုလို့ရှိရင်လူတွေတကယ်ယုံကြည်လာမဲ့ brand တစ်ခုဖြစ်အောင်လုပ်ပေးပြီးတော့ရောင်းအားတကယ်တက်တဲ့လုပ်ငန်းတစ်ခုဖြစ်လာအောင် service ပေးနေတာပါဒါဆိုရင်ကျွန်တော်တို့ကလုပ်ငန်းရှင်တွေတကယ်လိုချင်တဲ့ dream outcome ကိုရောင်းနေတယ်လို့ပြောလို့ရပါတယ်နံပါတ်1အနေနဲ့ကတော့အချိန်တူတူနဲ့လွယ်လွယ်ကူကူဖြည့်ရှင်းပေးရပါလူတွေကစောင့်ရတာလုံးဝမကြိုက်ပါဘူးသူတို့အနေနဲ့ပစ္စည်းတစ်ခုဒါမှမဟုတ်ထုတ်ကုန်တစ်ခုကိုမြန်ရတာနောက်ပြီးတော့ comfort ဖြစ်နဲ့ဖြည့်ရှင်းနိုင်လိုက်တာကိုသူတို့အရန်သဘောကျပါတယ်ဒါကြောင့်သူတို့လိုချင်တဲ့ရလဒ်ကိုပတောက်မြန်နဲ့ပင်ပန်းမှုမရှိပဲရနိုင်တယ်ဆိုတဲ့အရာကိုပြပေးပါကျွန်တော် agency မှာဆိုလို့ရှိရင်လည်းလုပ်ငန်းရှင်တွေကိုလုပ်ငန်းမှာဝင်ပါစရာမလိုဘဲနဲ့ကျွန်တော်တို့ agency တစ်ခုရဲ့ marketing process တစ်ခုကိုစိတ်ချလို့ရအောင်ကျွန်တော်တို့စီစဉ်ပေးထားပါတယ်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့အချိန်တူတူနဲ့သူတို့လိုချင်တဲ့ရလဒ်ကိုပင်ပန်းမှုမရှိအောင်လုပ်ထားရဆိုတော့ပြပေးတာဖြစ်ပါတယ်နံပါတ်3အနေနဲ့ကတော့အာမခံချက် referee guarantee ဖြစ်ပါတယ် customer အဓိကမဝယ်ရတဲ့အဓိကအကြောင်းရင်းဟာဆုံးရှုံးရမှာကြောက်လို့ပါဥပမာ product တစ်ခုဝယ်လိုက်တယ်ဒါပေမဲ့ warranty မပါဘူးဆိုလို့ရှိရင်တစ်နှစ်နေလို့ဒီ product ပြတ်သွားရင်ဘယ်လိုလုပ်မှာလဲသူတို့အနေနဲ့ငွေဆုံးရှုံးရမယ်နောက်ပြီး service လုပ်ငန်းတွေမှာဆိုလို့ရှိရင်လည်းသူတို့ပြောထားသလိုမျိုး result မထွက်လာရင်ဘယ်လိုလုပ်မှာလဲဒီလိုအသွေးတွေကနေပြီးတော့သူတို့စိတ်ပူမှုတွေဖြစ်စေတာပါဆိုတော့ကျွန်တော်တို့အနေနဲ့ကသူတို့ကိုအာမခံချက်တွေပြပေးဖို့လိုပါတယ်ပေးဖို့လိုပါတယ်ဥပမာရလည်းမရရင်ငွေပြန်အမ်းတာမျိုးဒါမှမဟုတ်သူတို့ကိုအာမခံပေးရမျိုးဒီလိုမျိုးတွေကျွန်တော်တို့အနေနဲ့ဆောင်ရွက်လို့ရပါတယ်ကျွန်တော်တို့ agency မှာဆိုလို့ရှိရင်လည်းလုပ်ငန်းအများစုကိုရလက်ထွက်မှငွေပေးရတာပါရလက်မထွက်ကျွန်တော်တို့တပြားမှပေးစရာမလိုပါဘူးဒါကို referee guarantee အာမခံချက်ရှိတဲ့ offer မျိုးလို့ခေါ်ပါတယ်ဆိုတော့ဒီလိုမငင်းနိုင်တဲ့ offer မျိုးတွေတင်လုပ်ငန်းမှာရှိနေပြီဆိုရင် content အနေနဲ့ target audience ကိုထိအောင်လုပ်ဖို့လိုပါမယ်အကယ် target audience ကိုထိပြီဆိုလို့ရှိရင်ယုံကြည်မှုတိဆောက်ပါယုံကြည်မှုတိဆောက်ပြီးပြီဆိုလို့ရှိရင်ဒီလို offer တွေနဲ့တင်စီကိုရောက်လာအောင်လုပ်နိုင်ဖို့အရေးကြီးပါတယ်ဆိုတော့ဒီအဆင့်တွေကိုဒါတေချာလုပ်သွားမယ်ဆိုလို့ရှိရင်တင်ရဲ့ messenger ကို TikTok shop ပေါက်မှာအရင်လိုရှောက်ကတ်နေရမျိုးမရှိတော့ဘဲနဲ့လာရောက်စုံစမ်းတဲ့လူတွေအများကြီးရှိလာမယ်ဆိုတာကျွန်တော်ရေးအာမခံရပါတယ်ဆိုတော့ကျွန်တော်နာမည်ကတော့ Traco ပါ Blink ရဲ့ client project တွေမှာ lead strategy တယောက်အနေနဲ့လုပ်ကိုင်နေပါတယ်ကျွန်တော်တို့စီမှာ static လုပ်ငန်းတွေကနေလုပ်ငန်းကြီးတွေတီကို handle လုပ်နေတဲ့ project တွေအများကြီးရှိပါတယ်ဆိုတော့ကိုယ်လုပ်ငန်းက social media မှာ for show အနေနဲ့ပဲရှိနေတယ်အလုပ်ဖြစ်မနေဘူးရလဒ်တွေမရနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့နဲ့အချိန်တစ်ခုပေးပြီးတော့လာရောက် discuss လုပ်ဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ချင်ပါတယ် Telegram မှာလည်း business owner တွေ investor တွေအတွက် channel လေးတစ်ခုစီစဉ်ပေးထားပါတယ်အဲ့ဒီမှာ latest AI algorithm တွေ secret marketing tips တွေနဲ့လုပ်ငန်းကို9ဆလောက် scale လုပ်နိုင်မယ့် viewer တွေကိုတင်ပေးနေတဲ့ private channel တစ်ခုဖြစ်တာကြောင့်စိတ်ဝင်စားမယ်ဆိုရင် link bio ကနေသင် join ထားနိုင်ပါတယ်ဗီဒီယိုကိုဒီနေရာမှာပဲတခန်းရက်ပြီးတော့8လကျော်လောက်ကိုစောင့်ပြီးခဲ့တဲ့လုပ်ငန်းရှင်တယောက်ကိုကျွန်တော်ကျေးဇူးတင်နေနောက်ဗီဒီယိုတစ်ပုဒ်မှာကျွန်တော်နဲ့အတူပြန်ဆောင်ကြပါမယ်